Recording in progress. Hallelujah. 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 Amen. Amen. ဘုရားရှင်ဟာကောင်းမြတ်တော်မူ၍ဂရုဏာတော်အစဉ်အမြဲတည်တဲ့အတွက်ကြောင့်အတူတကွနှုတ်ကပတ်တော်ဝေငှရသောအခွင့်ဘုရားနဲ့အတူတကွမိတ္တဟာယဖွဲ့ရသောအခွင့်ပြင်ဆင်ပေးတဲ့ထိုဘုရားရှင်ရဲ့နာမဘုန်းကြီးပါစေ Amen. ဒီကနေ့အတူတကွနှလုံးသွင်းကြရမယ့်နှုတ်ကပတ်တော်ကတော့ just believe ယုံကြည်လိုက်ပါတဲ့ just believe ယုံကြည်လိုက်ပါလို့အဓိပ္ပာယ်ရပါတယ်ကျွန်တော်တို့ယုံကြည်သူသားသမီးတွေရဲ့အသက်တာထဲမှာကျွန်တော်တို့ရဲ့သွာလာလှုပ်ရှားခြင်းတွေထဲမှာဒုက္ခပြဿနာပေါင်းစုံတွေနဲ့ကျွန်တော်တို့အမြဲတမ်းရင်ဆိုင်နေရတယ်။ဝမ်းနည်းကြေကွဲခြင်းတွေနဲ့ရင်ဆိုင်နေရတယ်။အနာယောဂါကတ်ဆိုးတွေနဲ့ရင်ဆိုင်နေကြတဲ့သူဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူသားသမီးတွေစီမှာလိုအပ်တဲ့အရာကဘာလဲဆိုတော့အဲ့ဒီဒုက္ခပြဿနာတွေထဲကနေအနာယောဂါကင်းဝေးစေရန်အဓိကတော့ချက်ကတော့ယုံကြည်ခြင်းဖြင့်ဖျားသခင်ထံ၌ဆုတောင်းခြင်းဖြစ်ပါတယ်ယုံကြည်ခြင်းဖြင့်ဖျားသခင်ထံ၌နှလုံးသားကိုပေးပြီးစာငတ်သောနှလုံးနဲ့ဆုတောင်းတဲ့အရာဟာကျွန်တော်တို့အတွက်အရေးကြီးဆုံးသောတောချက်ဖြစ်ပါတယ်အနာယောဂါတွေကင်းဝေးစေတဲ့တောချက်ဖြစ်ပါတယ်ဒုက္ခဆင်းရဲတွေထဲကနေလွတ်မြောက်စေတဲ့တောချက်ဖြစ်ပါတယ်အဲဒီလိုနှလုံးသားကိုပေးပြီးစိတ်နှလုံးသားအကျွမ်းမဲ့နဲ့စာငတ်သောနှလုံးသားနဲ့ဆုတောင်းလိုက်တဲ့အချိန်မှာမိတ်ဆွေမျော်လင့်ထားတာထက်ကျွန်တော်တို့မျော်လင့်ထားတာထက်တခါမှမိတ်ဆွေအိမ်မက်မှမမက်ဘူးတဲ့အရာတွေတခါမှမကြုံဘူးတဲ့အရာတွေကိုအသစ်သောအရာတွေကိုဖျားသခင်ကယခုချက်ချင်းလှုပ်ပေးနိုင်တယ်ဆိုတာမိတ်ဆွေယုံကြည်လိုက်ပါကျွန်တော်တို့ယုံကြည်ရမှာဖြစ်တယ်အဲ့ဒီခုနမဖြစ်နိုင်တဲ့အရာတွေမတတ်နိုင်တော့တဲ့အရာတွေလောကအရာတွေထဲကနေတဘာဝတရားရဲ့အထက်မှာခုနသမီး cross ဆိုသွားတဲ့အရာဖြစ်တယ်ချီးမွမ်းသွားတဲ့တဘာဝတရားရဲ့အထက်မှာလှုပ်ပေးတဲ့ဖျားရှင်ကနေလှုပ်ပေးနိုင်တယ်ဆိုတာကျွန်တော်တို့ယုံကြည်ထားရမှာဖြစ်ပါတယ်တမန်တော်ဝတ္ထုအခန်းကြီး3အငယ်6ထဲမှာပေတရုကလည်းငါ၌ရွှေငွေမရှိရှိသည့်အရာကိုသင်အားပေးမည်နာဇရက်မြို့သားယေရှုခရစ်၏နာမတော်အဖြစ်ထ၍လှမ်းသွားလော့တမန်တော်ဝတ္ထုအခန်းကြီး3အငယ်6ထဲမှာပြောတာဖြစ်ပါတယ်ရှင်ပေတရုနဲ့ရှင်ယောဟန်ဟာဗိမာန်တော်ထဲကိုသွားကြတာဖြစ်တယ်အဲ့ဒီအချိန်မှာအဲ့ဒီဗိမာန်တကားဝမှာနှစ်ပေါင်း40မိခင်ရဲ့ဘိုက်ဝန်းထဲကနေမွေးဖွားလာကြတဲ့ကနေစပြီးမှခြေမတန်မစွန့်ခြေမကောင်းတဲ့လူမသွားနိုင်တဲ့လူဒုက္ခိတတယောက်ကအမြဲတမ်းသူ့ရဲ့ဆွေမျိုးတွေကသူ့ကိုထမ်းစင်နဲ့ထမ်းပြီးမှအဲ့ဒီဗိမာန်တော်ကိုခေါ်သွားပြီးမှဗိမာန်တော်ရဲ့တကားမှာသူဟာတောင်းစားတဲ့အလုံးနဲ့သူ့ရဲ့ဘဝကိုအမြဲတမ်းအဲ့ဒီအရာနဲ့ပဲအသက်ရှင်နေသူဖြစ်ပါတယ်အဲ့ဒီလူဟာအဲ့ဒီတတောင်းစားဟာ
နှစ်ပေါင်း40အတွင်းအဲ့ဒီတောင်းစားခြင်းအလုံးနဲ့ပဲသူဟာအဲ့ဒီဗိမာန်တော်ရဲ့တကဝမှာအမြဲတမ်းသူ့ရဲ့ဝမ်းရည်အတွက်အတ္တပြားတွေကိုသူတောင်းစားတာဖြစ်ပါတယ်။တနေ့ရှင်ပေတရုနဲ့ရှင်ယောဟန်အဲ့ဒီဗိမာန်တော်တွေကိုသွားတဲ့အချိန်မှာအဲ့ဒီတောင်းစားတဲ့လူကသူတို့နှစ်ယောက်ကိုတွေ့ပြီးမှအရင်တုန်းကလိုပဲအမြဲတမ်းတောင်းစားနေတယ်လို့ပဲလက်ဖြန့်ပြီးမှပေတရုနဲ့ရှင်ယောဟန်စီမှာတောင်းလိုက်တဲ့အချိန်မှာရှင်ပေတရုကဘာပြောလိုက်လဲဆိုတော့ငါတို့ကိုတေချာကြည့်ပါတဲ့သူတို့ကိုကြည့်ခိုင်းတယ်ငါတို့ကိုတေချာကြည့်ပါတဲ့အဲ့ဒီအချိန်မှာတဒေါင်းစားကသူတို့ကိုကြည့်ခိုင်းတဲ့အချိန်မှာသူ့ရဲ့မျှော်လင့်ချက်ကပိုပြီးမှပြင်းထန်လာတယ်ဟာဒီလူတွေကသူတို့ကိုကြည်ခိုင်းတာပဲသူတို့စီကအတ္တပြဘယ်တော့ပေးမလဲဆိုတဲ့မျက်လုံးနဲ့ငါ့ကိုပေးတော့မယ်ဆိုတဲ့မျက်လုံးနဲ့အဲ့ဒီဆန်ငတ်သောနှလုံးသားအဲ့ဒီပတ်စံကိုလိုချင်တဲ့နှလုံးသားနဲ့အဲ့ဒီပေတရုနဲ့ယောဟန်ကိုကြည်လိုက်တာဖြစ်တယ်အဲ့ဒီချိန်မှာပေတရုကချက်ချင်းပဲအဲ့ဒီတဒေါင်းစားကိုကဲငါပေးစရာဘာတခုမှမရှိဘူးတင့်ကိုပေးဖို့ရွှေလည်းမရှိဘူးငွေလည်းမရှိဘူးတဲ့ငါမှရှိတဲ့အရာလေးကိုပဲပေးမယ်လို့ပြောလိုက်တယ်အဲ့ဒီချိန်မှာနာဇရက်မြို့သားယေရှုခရစ်တော်၏နာမအားဖြင့်ထပြီးမှလှမ်းပြီးမှသွားလိုက်တော့လို့ပြောလိုက်တယ်အဲ့ဒီချိန်မှာအဲ့ဒီတဒေါင်းစားကချက်ချင်းပဲပေတရုစီကမျောလိုက်တဲ့ဒိန်ကအဲ့ဒီငွေကို तू မရရှိတော့ဘဲနဲ့ तू ရလိုက်တဲ့အရာကလုံးဝနှစ်ပေါင်း40အတွင်းမှာတခါမှမကြုံရတဲ့အရာကိုချက်ချင်း तू ရရှိသွားတာဖြစ်တယ်ကြည်ပြီးမှ तू ထားပြီးမှ तू လမ်းလျှောက်သွားတာဖြစ်တယ်အဲ့ဒီချိန်မှာအဲ့ဒီဗိမာန်တော်ထဲမှာပေတရုနဲ့ရှင်ယောဟန်တို့နဲ့အတူတူအဲ့ဒီဗိမာန်တော်ထဲကိုဝင်သွားတာကိုကျွန်တော်တို့နှုတ်ကပတ်တော်ထဲမှာတွေ့ရတာဖြစ်ပါတယ်ဒီနှုတ်ကပတ်တော်ရဲ့ဒီကျမ်းချိန်မှာကျွန်တော်တို့တွေ့ရတဲ့အချက်နှစ်ချက်ကဘာလဲဆိုတော့နံပါတ်1တစ်ချက်ကတော့ဝိညာဉ်ရေးစွမ်းအားကိုဦးစားပေးခြင်းဖြစ်တယ်နံပါတ်2ကျွန်တော်တို့တွေ့ရတဲ့အချက်ကတော့သခင်ယေရှုခရစ်တော်ဤနာမတော်တကိုးကိုအသုံးပြုထားတာကိုတွေ့ရတယ်အချက်နှစ်ချက်ကိုတွေ့ရတာဖြစ်ပါတယ်မိတ်ဆွေကျွန်တော်တို့အသင်းတော်ရဲ့စီးစိမ်ဟာငွေရေးကြေးရေးမဟုတ်ပါဘူးအသင်းတော်ရဲ့စီးစိမ်ဥစ္စာဟာဝိညာဉ်ရေးရာမှာအသင်းသူအသင်းသားများနိုးကြပြီးမှအသက်တာမှာဝိညာဉ်အသက်တာကြီးထွားဖို့ရန်အတွက်ယေရှုခရစ်တော်ကိုနိုင်ငံတော်ဖြောင့်မတ်ခြင်းတရားတွေကိုဝင်ဖို့ရန်အတွက်သာလျှင်ဖြစ်ပါတယ်အဲ့ဒီဝိညာဉ်စွမ်းအားတွေကိုသာလျှင်ဦးစားပေးခြင်းဖြစ်ပါတယ်ဒါကြောင့်အသင်းတော်ရဲ့စီးစိမ်ဟာငွေကြေးမဟုတ်ပါဘူးအဲ့ဒီအသင်းတော်ဆိုတဲ့အရာဟာမိတ်ဆွေနဲ့ကျွန်ုပ်ရဲ့ခန္ဓာကိုယ်တွေဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အသက်တာမှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အတွက်အလိုအဆုံးသောစီးစိမ်တွေဟာငွေရေးကြေးရေးတွေမဟုတ်ပါဘူးမိတ်ဆွေကျွန်တော်တို့ရဲ့သက်တာမှာကျွန်တော်တို့ရဲ့ဘဝမှာအလိုအဆုံးသောအရာဟာဝိညာဉ်ရေးရာတက်လှမ်းနိုင်ဖို့ရန်အတွက်ဝိညာဉ်ရေးရာမှာတဆင့်ပြီးတဆင့်ရှောက်လန်းနိုင်ဖို့ရန်အတွက်အရေးကြီးတာဖြစ်တယ်လို့ပေတရုကရှင်းရှင်းလင်းလင်းလေးဖော်ပြထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်အဲ့ဒီတ
တောင်းစားကအတပြာကိုပဲတောင်းဆိုပြီးမဲ့သူ့အတွက်အရေးကြီးဆုံးသောအရာဟာအဲ့ဒီငွေဖြစ်နေတယ်အတပြာဖြစ်နေတယ်အဲ့ဒီအတပြာသာ तू ရလိုက်တယ်ဆိုတော့ तू ကျေနပ်သွားတော့မှာဖြစ်ပါတယ်ဒါပေမဲ့ရှင်ပေတရုကတော့အဲ့ဒီအရာတွေထက်အရေးကြီးဆုံးသောအရာဟာသူ့မှာရှိတဲ့သူဟာသခင်ယေရှုခရစ်တော်ဖြစ်တယ်ရှင်ပေတရုနဲ့ရှင်ယောဟန်စီမှာရှိတဲ့အရာကအတပြာတွေဒိန်းကားတွေမဟုတ်ဘူးသခင်ယေရှုခရစ်တော်သာလင်သူတို့ထဲမှာရှိတဲ့အတွက်ကြောင့်သူတို့ကိုကြည်ခိုင်းတာဖြစ်တယ်သူတို့ရဲ့လှုပ်ဆောင်ခြင်းတွေကိုကြည်ခိုင်းတာမဟုတ်ဘူးသူတို့ကိုကြည်ခိုင်းတဲ့အရာကသူတို့အထဲမှာရှိသောသခင်ယေရှုခရစ်တော်ကိုအဲ့ဒီတဒေါင်းစားကိုကြည်ခိုင်းတာဖြစ်တယ်ဟာလေလုယာအာမင်တဒေါင်းစားကလည်းအဲ့ဒီအရာကိုကြည်လိုက်တဲ့အခါမှာငါတို့ကိုကြည်ပါလို့ပြောလိုက်တဲ့အခါမှာကြည်လိုက်တဲ့အခါမှာယုံကြည်ခြင်းကသူ့အထဲမှာရောက်ရှိသွားတာဖြစ်တယ်သူတို့ကိုကြည်လို့ရှင်သူတို့ကိုမြင်လို့ရှင်အဲ့ဒီအရာကိုကြည်လို့ရှင်အဲ့ဒီအရာကိုမြင်လို့ရှင်အဲ့ဒီအရာထဲမှာရှိတဲ့အရာကသူလိုအပ်တဲ့အရာကိုပေးမယ်ဆိုတာ तू သိထားတယ်အဲ့ဒီအတွက်ကြောင့်သူတို့ပြောတဲ့အတိုင်းသူတို့ကိုကြည်လိုက်တာဖြစ်တယ်ဟာလေလုယာအာမင်ရှင်ပေတရုကအဲ့ဒီတဒေါင်းစားကိုငွေကြေးတွေမပေးနိုင်ပေမဲ့လေအံပွေအော်ပွေအဲ့ဒီကုစားခြင်းအဲ့ဒီငွေတွေအများကြီးပုံပြီးမှသူ့ရဲ့မကြမ်းမာခြင်းကိုကုစားခြင်းထက်အဲ့ဒီအရာထက်ကြီးမြတ်သောအရာတဘာဝတရားတွေထဲမှာမဖြစ်နိုင်တော့တဲ့အရာတွေတဘာဝတရားတွေထဲမှာမလုံနိုင်တော့တဲ့အရာထက်ကြီးမားတဲ့အရာကိုရှင်ပေတရုကအဲ့ဒီတထောင်စားကိုပေးလိုက်တာဖြစ်တယ်အသက်တာအသစ်ကိုပေးလိုက်တာဖြစ်တယ်စာမျက်နှာအသစ်ကိုဖွင့်ပေးလိုက်တာဖြစ်တယ်ရှင်ပေတရုကအဲ့ဒီတထောင်စားကိုအဲ့ဒီချိန်မှာအဲ့ဒီတထောင်စားကရမ်းပျော်ရွှင်ပြီးမှသူတို့နဲ့အတူဗိမာန်တော်ထဲကိုဝင်သွားတာဖြစ်တယ်ဒါကြောင့်မိတ်ဆွေကျွန်တော်တို့အသင်းတော်ရဲ့စီးစိမ်ဟာငွေကြေးမဟုတ်သလိုကျွန်တော်တို့ရဲ့အသက်တာထဲမှာကျွန်တော်တို့ခန္ဓာကိုယ်အတွက်အရေးကြီးဆုံးသောအရာဟာငွေရေးကြေးရေးတွေမဟုတ်ပါဘူးအထဲမှာရှိတဲ့ဝိညာဉ်အသက်ရှင်ပြီးမှဝိညာဉ်ရဲ့ခြေလမ်းတစ်ဆင့်ပြီးတစ်ဆင့်တက်နိုင်ဖို့ရန်သာလင်အရေးကြီးဆုံးသောအရာဖြစ်ပါတယ်အဲ့ဒီတန်ရှင်သောဝိညာဉ်တော်ကိုပိုင်ဆိုင်ထားတဲ့ပေတရုနဲ့ရှင်ယောဟန်ကအဲ့ဒီတန်ရှင်သောဝိညာဉ်တော်ကလုံနိုင်နေဆိုတဲ့တကိုးတွေစွမ်းအားတွေကိုအဲ့ဒီတဒေါင်းစားကိုကြည်ခိုင်းတာဖြစ်တယ်အဲ့ဒီတဒေါင်းစားကအဲ့ဒီအရာကိုမြင်ပြီးမှအဲ့ဒီအရာကိုရရှိသွားတာဖြစ်ပါတယ်ဆိုတဲ့အရာနဲ့ခွန်အားပေးခြင်းပါတယ်ဒုတိယအနေနဲ့တွေ့ရတဲ့အချက်ကတော့သခင်ယေရှုခရစ်တော်ဤနာမတော်တကိုးဖခင်ရဲ့နာမတော်တကိုးနာဇရက်မြို့သားသခင်ယေရှုဤနာမတော်အားဖြင့်ထ၍လှန်တော်အဲ့ဒီတဒေါင်းစားကိုကုသခြင်းဒီအဲ့ဒီလိုရှင်ပေတရုကတဒေါင်းစားကိုကုသခြင်းထက်ကုသနိုင်တာဟာသူ့ကိုပြန်လမ်းလျှောက်စေနိုင်တာဟာပေတရုနဲ့ယောဟန်သူတို့ရဲ့လုံနိုင်တဲ့ခွန်အားတွေမဟုတ်ဘူးသူတို့လုံပိုင်နိုင်သောခွန်အားတွေမဟုတ်ဘူးသူတို့ရဲ့အခွင့်အာဏာသူတို့ရဲ့လုံသက်ခြင်းကင်သက်ခြင်းအခွင့်အာဏာဆက်တွေလည်းမဟုတ်ကြောင်းပေတရုကအဲ့ဒီတဒေါင်းစားစီမှာအတိအလင်းလေးဖော်ပြပေးထားတာဖြစ်ပါတယ်ရှင်ပြန်ထမြောက်သောသခင်ယေရှုခရစ်တော်ဟာသူ့ရဲ့နောက်လိုက်များကိုအမှုပြုခိုင်းတဲ့အခါမှာတခုခု
ပြုလုပ်ခိုင်းတဲ့အခါမှာနာဇရက်မြို့သားယေရှု၏နာမတော်နဲ့အခွင့်အာဏာဖြင့်အောဘွယ်အမှုတွေကိုသူ့ရဲ့တပည့်တွေကိုပြုလုပ်ခိုင်းတာဖြစ်တယ်တခင်ယေရှုခရစ်တော်ရဲ့နာမတော်ကိုအသုံးပြုခိုင်းပြီးမှပြုလုပ်ခိုင်းတာဖြစ်ပါတယ်အဲ့ဒီလိုပဲသူတို့ရဲ့လုံနိုင်ခြင်းမဟုတ်ဘူးသူတို့ကနေပျောက်ကင်းစေတာမဟုတ်ဘူးတခင်ယေရှုခရစ်တော်ဤနာမအားဖြင့်အဲ့ဒီတခင်ယေရှုခရစ်တော်ကိုပဲကြည်ခိုင်းတာဖြစ်တယ်သူတို့ကိုကြည်ခိုင်းတာမဟုတ်ဘူးတခင်ယေရှုခရစ်တော်ရဲ့နာမကိုအမိနာမကိုအမိပြုပြီးမှအဲ့ဒီမတတ်နိုင်တဲ့အရာတွေကိုခရစ်တော်ရဲ့နာမအဖြစ်တတ်နိုင်တယ်ဆိုတဲ့အရာကိုပြပေးတာဖြစ်ပါတယ်ဆိုတဲ့အရာလေးကိုခွန်အားပေးချင်ပါတယ်ဒါကြောင့်မိတ်ဆွေကျွန်တော်တို့ရဲ့အသက်တာထဲမှာကျွန်တော်တို့ဘဝတွေစတင်လာတဲ့အချိန်မှာမိမိရဲ့လုပ်ငန်းဆောင်တာတွေစတင်လာတဲ့အချိန်မှာမိမိရဲ့ business တွေစတင်လာတဲ့အချိန်မှာဘယ်အရာနဲ့အစပြုရမလဲဆိုရင်တော့ဝိညာဉ်ရေးရာကိုဦးစားပေးပြီးမှဂျေဇုတော်နဲ့ကျွန်တော်တို့လှုပ်သမျှကျွန်တော်တို့ရဲ့အသက်တာထဲမှာဂျေဇုတော်ဖြစ်တာနဲ့အစပြုရမှာဖြစ်ပါတယ်လုံလို့ရတဲ့အရာတွေဆောင်ရွက်လို့ရတဲ့အရာတွေရုန်းကန်နေတဲ့အရာတွေအားလုံးကိုအဆုံးသတ်တဲ့အချိန်မှာလေတခင်ယေရှုခရစ်တော်ဤနာမဖြစ်အဆုံးသတ်ရမှာဖြစ်ပါတယ်ဆိုတဲ့အရာလေးကိုကျွန်တော်ခွန်အားပေးချင်ပါတယ်ဒါကြောင့်ဝိညာဉ်ရေးရာစွမ်းအားနဲ့ယေရှုခရစ်ကိုယုံကြည်ခြင်းဒီပစ္စည်းဥစ္စာကြွယ်ဝခြင်းထက်များစွာတန်ဖိုးရှိတယ်ဆိုတဲ့အရာလေးနဲ့ကျွန်တော်ဒီကနေ့ခွန်အားပေးရင်ဂျာနာတော်သူအားလုံးအပေါ်မှာဖျားရှင်တစ်တဖန်ကောင်းကြီးပေးပါစေအာမင်